skin care တွေတော့အဆင်းလေးတွေတခြားလဲသုံးတယ် sunscreen ကိုလည်းတခြားသုံးတယ်ရေတက်ပြီးွားတဲ့အရာလေးတွေကိုလည်းတခြားအသုံးပြုပေးတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ sunscreen ကလိမ့်တယ်ပေါ့နော်လိမ့်နေပေါ့နော်ပုံမှန်လည်းလိမ့်နေနေ့စဉ်မနက်ကိုလိမ့်နေတယ်ပေါ့နော်ဒါပေမဲ့တင်းတိတ်တွေအမဲဆက်တွေပိုကျလာတယ်ညနာအေးချောင်းလေးတွေကပိုဖြစ်လာတယ်ဆိုလို့ရှိရင်ပေါ့နော်လိမ့်တဲ့ခါမှာဆိုလို့ရှိရင်မားနေတာလေးရှိရပေါ့နော်ဆိုတော့ဒီဘက် cleansing လို့ပြောလိုက်တဲ့ခါကြလို့ဆိုလို့ရှိရင်ပေါ့နော်တနေကုန်ကြီးကိုအခန့်တနေကုန်နေပြီးတော့မှပေါ့နော်မိုးချိုးကြောင့်မှဒီဘက် cleansing လောက်ကြတာမျိုးတွေရှိရပေါ့နော်ဒါကတော့မိုးချိုးကြောင့်မှဒီဘက် cleansing လောက်တဲ့အခါကပေါ့နော်တမန် normal skin သမားတွေအတွက်ကအဆင်ပြေနိုင်ပြီမဲ့ဒီဝက်ချန်သမားအသား6တဲ့လူတင်းတိတ်များတဲ့လူတွေကြတော့ဒီအချက်ကအဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီ sunscreen ကို4နာရီကြာ8နာရီကြာမလိမ့်ခင်ပါဆိုလို့ရှိရင်လိမ့်ပေါ့နော်ဒီလွယ်လင်းတကူတပတ် cleansing လေး tissue လေးနဲ့တုပ်ပြီးတော့မျက်နှာလေးရေးစိချပြီးတော့ဒီပေါ့နော်ဒီ sunscreen ကိုပြန်လဲလိမ့်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် skin care တွေအစင်းနဲ့တေချာလုပ်တယ် sunscreen လည်းတေချာကိုထိမိမိလိမ့်ပေးနေတယ်သူ့ပေမဲ့လည်းအမဲဆက်တွေတင်းတိတ်တွေအရေးချောင်းတွေကဖြစ်တယ်တင်းတိတ်တွေအမဲဆက်တွေကကျလာတယ်အရေးချောင်းတွေကမကင်းစင်ဘူးဆိုတာကပေါ့နော်အခုနကပေါ့နော်ကျွန်တော်ပြောရတဲ့အချက်တည်းမှာကိုကကြံခဲ့တယ်ဟိုကမတိတာတွေမတိတဲ့အချက်လေးပေါ့နော်မတိတဲ့အချက်လေးရဲ့မလုတ်တိချာလေးကိုမလုတ်ဖြစ်ပြီးရောပေါ့နော်နေနေရဖြစ်လေမိုးချုပ်တဲ့အထိကို sunscreen ကိုလိမ့်ပြီးတော့မိုးချုပ်တဲ့အထိကိုစောက်ပြီးတော့မှတပတ် cleansing လောက်တာလေးပေါ့နော်ဒါလေးတွေကမားရပေါ့နော်ကိုကမနေ့ပိုင်းတစ်ဖြက်ကိုကပြန်ထွက်ပြီးသွားပြီဆိုလို့ဆိုရှင်ဒီကိုကအိမ်ထဲပြန်ရောက်ပြီဆိုလို့ရှိရင်15မိနစ်နိုင်ခွက်လောက်နားပြီလို့ဆိုလို့ရှိရင်တပတ် cleansing ကိုတေချာထိမိမိလေးလှုပ်လိုက်ဖို့လိုတယ်ပေါ့နော်ဝက်ချန်ရဲ့အသား6တဲ့လူရဲ့တင်းတိတ်အမဲဆက်ကိုအရန်ကျနေတဲ့လူတွေကဆိုလို့ရှိရင်ဒီအချက်လေးကိုတော့လုံးဝတည်တည်ချာလေးကိုပေါ့နော်သတိမှုပေးဖို့လိုတယ်ပေါ့နော်တင်တော့ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အသားရည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီထက်မကပို့ပြီးတော့မိမိအသားရည်ကတစ်ခုချင်းစီရဲ့ပေါ့နော်ပုံစံအနေထားလေးတွေကိုပြောပြပြီးတော့တေချာအသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ပေါ့နော် CB ကိုခေါ်ရဲဆိုတာကပေါ့နော်ဈေးရောင်းမှုမဟုတ်ဘူးဈေးရောင်းခြင်းတတ်မဟုတ်ဘူးဈေးရောင်းရောဒီပစ္စည်းရောယူဆိုပြီးတော့ဈေးရောင်းမှုတတ်ခေါ်ခြင်းမဟုတ်ဘူးပေါ့နော် CP ကိုခေါ်ရဲဆိုတာကအမားတို့ညီမတို့ပေါ့နော်ဒီမိတ်ဆွေတို့ပေါ့နော်ဒီမိတ်ဆွေတို့ရဲ့အသားရည်လေးကိုတတိချစာလေးတိပြီးတော့မှပေါ့နော်ဒီရဲ့ skin care လေးတွေအကြောင်းလေးတွေကိုပြောပြပြီးတော့တဘာဝနေနန်းတွေရောခန္ဓာကိုယ်ရည်တက်ဖြစ်အရာလေးတွေကိုပြောပြပြီးတော့တတိချစာလေးပြောပြပါမလို့ပေါ့နော်အသားရည်ကိုပေါ့နော် skin care မသုံးချင်သေးဘူးဆိုရင်တော့ skin care အကြောင်းကိုတေချာသိချင်တယ်ဆိုလို့ရှိရင်တိုင်လွှားရဲ့ CV မှာမေးမြန်းနိုင်တယ်လို့ဖုန်းနဲ့လည်းမေးမြန်းနိုင်တယ်အိမ်မှာလည်းလာရောက်မေးမြန်းနိုင်မှာ39966449နဲ့ Viber နံပါတ်မှာလည်းလာရောက်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အသားရည်နဲ့အလားပါရည်ပတ်သက်ပြီးတော့ရဝေပေး